အားလုံးပဲမင်္ဂလာပါလက်စစ်ဆိုတာ electronic ရဲ့စီစံမှုပါလက်စစ်ကိုကျွန်တော်တို့ကမျက်စိနဲ့မမြင်ရဘူးဆိုပေမဲ့လည်းကျွန်တော်တို့ဒီတိုင်းတာတဲ့ပစ္စည်းကိရိယာနဲ့တိုင်းတာမှသာလဲကျွန်တော်တို့ကလက်စစ်ဆိုတာရှိတယ်ဆိုတာကိုလက်ခံယုံကြည်ရနိုင်မှာဖြစ်ပါတယ်ဒီလက်စစ်လို့ဆိုလိုက်ရင်ကျွန်တော်တို့အဓိကအပြင်သိရမှာက voltage current နဲ့ resistance ဆိုတော့ဒီသုံးခုကိုအခြေခံသိထားဖို့လိုအပ်ပါတယ်ဒီသုံးခုရဲ့ဆက်စပ်မှုကိုတော့ ohm law လို့ခေါ်ပြီးတော့လက်စစ်နဲ့ပတ်သက်ပြီးလှုပ်ချင်တဲ့သူတွေလက်စစ်ကိုစိတ်ဝင်စားလူတွေအတွက်မသိမဖြစ်သိရမယ့်အခြေခံလက်စစ်ဥပဒေတစ်ခုလေးဖြစ်ပါတယ်။ voltage ဆိုတာဘာလဲဆိုတော့ PR လို့ပြောလို့ရပါတယ်။ဒီကျွန်တော်တို့အိမ်ထဲကိုရေတွေက pressure ကြီးစံနေတော့80ကြားထဲမှာဝင်လာတဲ့ပုံစံမျိုးကျွန်တော်တို့ရဲ့အိမ်ထဲကိုလည်းလက်စစ်တွေက120 240ဆိုတဲ့ PR နဲ့ရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အီတလီယူပါနဲ့ဓာတုပညာရှင်တယောက်ဖြစ်တဲ့ Alessandro Volta ကိုကွန်ပျူတာအနေနဲ့ဒီလက်စစ် PR ကိုတိုင်းတာတဲ့အခါမှာ V ဒါမှမဟုတ် volt ဆိုပြီးတော့ကျွန်တော်တို့ကအသုံးပြုရခြင်းဖြစ်ပါတယ်။ current ဆိုတာကတော့ကျွန်တော်တို့အိမ်ထဲကိုရေရစီးဆင်းလာတဲ့အခါမှာ node တစ်ခုနဲ့စီးဆင်းလာတာပေါ့နော်ဘယ်လောက် node နဲ့စီးဆင်းလာတဲ့ပုံစံမျိုးကျွန်တော် electric တွေကလည်းဒီ wire ကြိုးထဲမှာဘယ်လို node နဲ့စီးဆင်းတဲ့ပုံစံမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်ပြင်သစ်ပညာရှင်တယောက်ဖြစ်တဲ့ Andre Marin Ampere ဆိုတဲ့လူရဲ့နာမည်ကိုဆွဲပြုပြီးတော့ current တွေကိုတိုင်းတာတဲ့အခါမှာ Ampere လို့ကျွန်တော်တို့အသုံးပြုရခြင်းဖြစ်ပါတယ်သင်္ကေတအဖြစ်တော့ A ပေါ့နော် resistance ဆိုတာကဒီ current တွေစီးဆင်းမှုနှုန်းကိုခုခံပေးတဲ့အရာပေါ့နော်ရေပိုက်ကြည့်လို့ရှိရင်ရေများများစီးဆင်းသလိုမျိုးရေပိုက်ငယ်ရေနေနဲ့စီးဆင်းတာပေါ့နော်ဒီဝါကြိုးကြီးကြီးဆိုရင် current များများစီးဆင်းနိုင်ပြီးတော့ဝါကြိုးသေးဆိုရင် current အသေးတွေပဲစီးဆင်းနိုင်တဲ့ပုံစံမျိုးနဲ့နှိုင်းယှဉ်လို့ရပါတယ်resistance ကိုတိုင်းတာတဲ့အခါမှာဂျာမန်ပညာရှင်တယောက်ဖြစ်တဲ့ George Simon Ohm ဆိုတဲ့လူရဲ့နာမည်ကိုဆွဲပြုပြီးတော့သူ့ကိုကွန်ပျူတာအနေနဲ့သင်္ကေတအနေနဲ့ Omega ဒါမှမဟုတ်လည်း Ohm လို့ခေါ်ကြပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလက်စစ်ကိုဘယ်လိုထုတ်လုပ်ကြသလဲနဲ့လက်စစ်အမျိုးအစားကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။